တခါတလေမှာလူတွေကကိုယ်မှရှိတဲ့အရေးချင်းနဲ့စွမ်းရည်တွေကိုကိုယ်တိုင်ကသတိမထားမိပဲဖြစ်တတ်ပါတယ်။တခြားသူတွေနဲ့နှိုင်းယှဉ်ပြီးတော့မှငါကတော့ဒီလိုအားသာချက်အားနည်းချက်တွေရှိတာပါလားဆိုပြီးတော့သတိပြုမိလာတာမျိုးရှိကြပါတယ်။ဒါကြောင့်လေကိုသုံးသပ်ပြီးတော့ကိုယ်မှာကြမ်းခိုင်တဲ့စိတ်ရှိမရှိနဲ့ဘယ်ပိုင်းမှာတော့အားနည်းတယ်ဆိုတာကိုသိနိုင်မှုအတွက်စိတ်သက်ကြမ်းခိုင်တတ်မှသူတွေရဲ့လက္ခဏာ10ချက်ကိုပြောပြပေးချင်ပါတယ်။ပထမဆုံးတစ်ချက်ကတော့စိန်ခေါ်မှုတွေကိုမကြောက်ခြင်းပါ။ဘာပဲလာလာငါစူးစမ်းကြည့်မယ်လုပ်ကြည့်ရမှာပေါ့ဆိုတဲ့စိတ်မျိုးရှိခြင်းပါပဲဒုတိယတစ်ချက်ကတော့ဝေဖန်ခံရတာတွေအမားတွေရဲ့ဒဏ်ကိုခံနိုင်ခြင်းဖြစ်ပါတယ်အမားကြောင့်ဖြစ်ပေါ်လာတဲ့ရလဒ်တွေပြည့်တင်ပြောဆိုမှုတွေကြောင့်ပြိုလဲမသွားပဲခံနိုင်ရရှိနေခြင်းဖြစ်ပါတယ်တတိယတစ်ချက်ကတော့ဘယ်အချိန်မဆိုတင်ယူဖို့အစဉ်သင့်ဖြစ်နေတာပါတင်ယူခြင်းစိတ်ကြံနေသေးတာကကြမ်းခိုင်တဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်နံပါတ်၄အချက်ကတော့ပြောင်းလဲရမယ်ဆိုရင်အလွယ်တကူပြောင်းလဲလှုပ်ဆောင်နိုင်တာငါတကောကောပြီးခေါင်းမာတာတဆွတ်ထိုးမဆန်တာတွေကလည်းစိတ်သက်တမ်းမာခြင်းရဲ့လက္ခဏာတစ်ရပ်ပါနံပါတ်5အချက်ကတော့မိမိကိုယ်ကိုတည်တည်ချာချာနားလဲတာငါဘလို့လူမျိုးလဲငါဘာဖြစ်ချင်တာလဲငါဘယ်အရာကိုတန်မိုးထားတာလဲဘယ်အရာကိုတော့လက်မခံနိုင်ဘူးလဲဆိုတာကိုတည်တည်ချာချာသိတာကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်နံပါတ်6ကတော့မတူကွဲပြားမှုတွေကိုနားလည်လက်ခံနိုင်တာဖြစ်ပါတယ်တခြားသူတွေရဲ့ရှုထောင့်နဲ့အတွေးတွေကိုလေးစားမှုပေးနိုင်တာကလည်းစိတ်သက်ကြမ်းခိုင်တမ်းမာခြင်းရဲ့လက္ခဏာတစ်ရပ်ပါနံပါတ်9ကတော့ဘယ်အရာကိုပဲကြုံလာစိတ်သက်ပြက်ပြားမသွားတာမှန်ကန်တဲ့မှတ်စွာလှုပ်ဆောင်နိုင်တာအကျင့်မယုတ်တာစတဲ့အချက်တွေကလည်းစိတ်သက်ခိုင်မာတဲ့သူတွေရဲ့အကျင့်စရိုက်တွေဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကိုယ့်အတွက်ရေတိုရေရှည်ရည်မှန်းချက်တွေကိုချမှတ်တတ်တာဖြစ်မြောက်အောင်လှုပ်ဆောင်နိုင်တာတွေကလည်းစိတ်သက်ခိုင်မာမှသာအောင်မြင်တာမျိုးဖြစ်ပါတယ်နံပါတ်9ကတော့စိတ်လှုပ်ရှားခံစားမှုကိုထိန်းသိမ်းနိုင်စွမ်းရှိတာပါဒေါသကိုထိန်းတတ်တာသဘောမကျတဲ့အရာတွေကြုံလာလို့ရှိရင်တောင်မှတည်တည်ငြိမ်ငြိမ်နဲ့ဝေဖန်ထောက်ပြနိုင်တာကိုယ့်ကိုစော်ကားလာတာမျိုးရှိရင်တောင်တည်ငြိမ်အေးဆေးစွာနဲ့တုံ့ပြန်နိုင်တာဒါတွေကစိတ်သက်ကြမ်းခိုင်တမ်းမာမှလုံနိုင်တဲ့အရာတွေပါဒါတွေအတွက်ပုံမှန်တရားထိုင်ပေးတာစိတ်ကိုသတိနဲ့စောင့်ကြည့်တာမျိုးတွေလုပ်ဖို့လိုအပ်ပါတယ်နံပါတ်10ကတော့ကိုယ်စိတ်ကိုအပင်ပန်းမခံခြင်းပါပဲခွန်းလွတ်နိုင်တဲ့စိတ်ကစိတ်သက်ခိုင်မာတဲ့သူတွေမှာသာရှိတာဖြစ်ပါတယ်တခုခုပြောဆိုခံလိုက်ရရင်အညိုကြီးနဲ့နေနေတာ negative feeling တွေအဝင်ခံနေတာအာလူပုတ်အိတ်ကြီးကိုပေါ်မှာထမ်းထားသလိုမျိုးလေးလံနှမ်းစောနေစေတာပေါ့နော်ဒါတွေကိုဖယ်ရှားနိုင်မယ်ဆိုလို့ရှိရင်ကိုကစိတ်သက်ကြမ်းခိုင်တမ်းမာတဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်ဒီအချက်တွေအားလုံးဒါမှမဟုတ်တော်တော်များများကိုယ့်စီမှာရှိနေတယ်ဆိုလို့ရှိရင်တော့ကိုဟာစိတ်သက်ကြမ်းခိုင်တဲ့သူဖြစ်နေပါပြီဒါတွေမလုပ်နိုင်သေးဘူးဆိုရင်လည်းကိစ္စမရှိပါဘူးเนาะစူးစမ်းလေ့ကျင့်လို့ရပါတယ်စိတ်ဆိုတာကလည်းအဖန်ဖန်လေ့ကျင့်မှုနဲ့ခိုင်မာလာအောင်တိဆောက်ရတဲ့အရာမျိုးဖြစ်ပါတယ်